ကိုကြီးတို့လာလေကိုကြီးတို့စကားပြောနေကြအောင်နော်ဟုတ်ချူလက်ပဲသွားမလို့လားပြန်ရောက်ရဲရေတောင်မချိုးရသေးဘူးချူလေးရေကားချိုးလိုက်အောင်မယ်ကိုကြီးတို့ပြောနေလားနော်တွေးနေရတယ်ဘာရမဟုတ်ပါဘူးကိုကြီးဒီလိုပါပဲခဏအောင်ကချူလေးပြောပြလို့ညီမလေးတည်တင်တော့တည်ပြီးသွားပြီထင်ပါတယ်ဒေတာမယ်မအောင်ကြောင်းအဲ့တော့ညီမလေးကဘယ်လိုထင်လဲကိုကြီးကဘာကိုပြောချင်တာလဲကိုကြီးထင်ရတော့လေညီမလေးဒေတာမယ်မအောင်ထင်လွဲနေလို့ကိုကြီးထင်တယ်ကိုကြီးဘယ်ကနေဘလို့ဘာကြီးကြားခဲ့မှပန်းတို့မသိပါဘူးပန်းတို့သူ့ကိုနားလည်းမပေးနိုင်ဘူးသူပန်းတို့ဘာမှအမားရဲ့အများကြီးလုပ်ခဲ့သူလှုပ်ချင်သူမလှုပ်ချင်သူလှုပ်ခဲ့ရပဲလေသူပန်းတို့အတုံးချခဲ့ရလေအခုတည်းမဟုတ်ပါဘူးနောက်လေပန်းတို့နားလည်းပေးနိုင်မှာမဟုတ်ဘူးပန်းတို့သူ့တကယ်ချစ်ခဲ့ပါတယ်အဲ့ဒါကိုပန်းတို့ဝေခံပါတယ်သူလည်းပန်းတို့တကယ်ချစ်ခဲ့တယ်လို့ပန်းတို့ထင်ခဲ့ဒါပေမဲ့သူတကယ်ချစ်ခဲ့ပါတယ်ဆိုရင်ရောအရန်ကိုနောက်ကျသွားပြီသူကြောင့်ပန်းတို့ခံစားခဲ့ရရအရန်များသွားပြီသူ့နားမလဲပေးနိုင်ခွင့်လည်းခွင့်မလွတ်ပေးနိုင်ကိုကြီးသူပြောခဲ့တယ်လို့သူကပန်းတို့တကယ်ချစ်ခဲ့ပါတယ်ဆိုရင်တော့အဲ့ဒီစကားလုံးပန်းတို့အခုချိန်မှာရှင်းမခုံတော့ဒါမဲ့ညီမလေးကိုအသေးအံလိုက်ရှာနေရတော့အကြောင်းရှိလို့နေမှာပေါ့ကိုကြီးကိုကြီးထင်ရတော့လေညီမလေးသူ့ကိုတော်တော်လေးနာကြီးနေတယ်လို့ထင်တာပဲပန်းတို့ကလေကိုကြီးတို့မထင်ထားလောက်အောင်စင်ရတဲ့ဘဝလေအနေကတယောက်အဖြစ်နဲ့နေခဲ့ရတာပါအဲ့ဒီအချိန်မှာလေသူကပန်းတို့ဘဝအတွက်တန်ဖိုးမဖြစ်နိုင်တဲ့လက်ဆောင်တစ်ခုပါပဲသူ့ပန်းတို့ယုံကြည်ခဲ့အားကိုးခဲ့အားလုံးကပန်းတို့ရဲ့အမှားတွေပါသူကြောင့်ပန်းတို့ချစ်တဲ့သူတွေဆုံးရှုံးခဲ့ရပေးဆက်ခဲ့ရတယ်အများကြီးပဲအားလုံးကသူ့ကြောင့်ဖြစ်ရသူတော့ပန်းတို့မလှည့်စားခဲ့ဘူးဆိုရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးကိုကြီးထင်ရတော့လေမလေးတို့နှစ်ယောက်တွေ့ကြည့်ပြီးတော့ဒီချာဖြည့်ရှင်းကြပါလားအဲ့မှညီမလေးလည်းသူ့စိတ်ထဲကိုတည်သွားတာပေါ့သူပြောသမျှသူလုပ်သမျှရာပန်းတို့ချစ်လို့ပါဆိုရင်ဒီအချိန်မှာပန်းတို့နားလည်းမပေးနိုင်ဘူးခွင့်လည်းခွင့်မလွတ်ပေးနိုင်ဘူးဖြစ်လာတယ်သူနဲ့ပန်းတို့တစ်သက်လုံးမဆုံးချင်တော့ဘူး
ညီမလေးသူ့ကိုတော်တော်စိတ်နာနေတာပဲ ပန်းတို့ကိုကြီးထို့တောင်းမှမှာကိုကြီးထို့ပြောရယူမယုံလို့မဟုတ်ပါဘူးပန်းတို့အလုံးမနားလည်ပေးလို့မရတော့လို့